လေးကင်းကြီးရွာကျေးဇူးကြီးဆင်ယူရအကြောင်း၌မင်္ဂလာသီရိသိန်းတော်အောင်မြင်ကြောင်းဒီမှာသမုဒိကစီမံဆောင်ရွက်မှုအောင်ဝဲသိန်းအောင်ထောမနာဩဘာသာခါရပါဗျာဝိဗံတော်လဘမေတ္တမေရဝိနောဝိမလောယထာမေရောသောဒီဝသမံလောစိရံပပါတုသာသလေဝိဗံတော်လဘမေတ္တမေရဝိနောဝိမလောယထာမေရောသောဒီဝသမံလောစိရံပပါတုသာသလေဝိဗံတော်လဘမေတ္တမေရဝိနောဝိမလောယထာလေရောသောဒီဝသမံလောစိရံပပါတုသာသလေဒီဝလောစင်းနေပြုတွင်သူတွေမိဖို့ညင်ပြုငါရဲ့ကိစေတရှိကြည်ရင်ခြင်းရှိပေထသောရဝိနောပါဠုရသာယဝထေရိချွန်နေင်းသည်နဗိဇာမိနဗိဇာမိဇာမိနဗမိဇာမိကောင်းငယ်သလားအာကာကုန်းဝေပေမိတိနာဝိဗံတော်သာသာဆောင်ကြီးရောက်ကြီးတထောင်ဖြင့်မိုင်းမောင်နေနဲ့လေးကျိုးတရရဲ့စိရာကြီးရှိလတ်စွာကဘာကုံဆုံးပြသုံးကြည့်နာခရီးပဟာသဗ္ဗရိယတာထေဝပါဝေထွန်ရေတော့ပါပြီတကယ်ဆိုတတာထွန်နေမင်းဓမ္မဝလာလူသတယနေတော်သောတိဂုဏကသတိစက်တဲ့ဝိပါတိတရားပြတို့မှာကျင်းရစင်ကြယ်ပေထသောအမရဏမိတ်ပိသာကမ္မဝ300သောသမ္ပတိတို့နှင့်ဣရိပပတိဝေထသောအယံတိမမင်္ဂလာတိတိတိန်ကုန်ရှိဂုံရှင်ပညာသမုဂ္ဂာတိဤခန္ဓာသိင်တော်ကြီးသည်သာသနေဘုရားမြတ်စွာသာသနာတော်အတွင်း၌စိရနှင့်ပြီးထောင်ကားလီမကမြင့်ရှိစွာသောကာလပတ်လုံးသဗ္ဗတုထွန်းတော်ပါစေသတည်းဝါဘဘတို့ကြီးငယ်ကံဆောင်ရန်တော်တို့၏သင်္ကန်းရောင်ဖြင့်ပင်ကြောင်ပဝဲကဘာချင်းအောင်ထွန်းရတောက်ပါစေသတည်းညောထောမနာဩဘာသာပါဗျာဇေယတုအောင်သူရတာကြီးတယ်တောက်လို့ရတယ်ထိတ်ကောင်တင်းဇေယိန္ဒာတိဇေယိန္ဒာဝိရိဒာတိတတိပရိမာဏသောကတလုံးသောသာမိရာစัจ java လာ၌ဒီကသဝရိဝိဝုဒ္ဓဉာဏတတနာဒုလစေအနုတ္တရာจิตဖြင့်သုံးခေတ်လုံးဖက်ကိုတရားကိုရှင်းချက်ဓမ္မရိရောင်မှုအောင်ပွဲမှုဖြစ်တော်မူသောမြတ်စွာဘုရားသည်ဝါ45ရှိရကလာသူဗဒအဆုံးပေါင်းစုယုံရဲ့သိင်္ဂုံဝင်နေကြလို့ချီအားဧဒနာယေအေအညာဤစေကိုတိုက်ကြွတော်မူရာအမေတတေဤပွဲလံတွင်ကျွတ်တော်မပါဝေရိယကိုကရုဏာရှိသား၏ဩသာသနာသုံးပါး9000လျက်အောင်ထားတော်မူခဲ့လေသည်ယင်းသို့ထားတော်မူရာသာသနာသည်တရားဒေသနေသေးပါသည်ဟိုထိုလူဒါနဒေသအလိုက်တိုင်းလိုက်ဝေစာစင်တနာသဖြင့်သုနာဗရံတံဖဒီပရာမေညဟုခန္ဓာတကိုထိုလူတိုင်းကြီးပြည်တို့၌ထိန်ကြီးလျက်ပြောင်းသောစီဗမာသာသနာပွင့်လင်းစေကမ္မဟံသာဝရီဌာနီအောင်မြို့ဘုံပေါင်းမြို့သည့်ဘုမြို့နေစေရနာရှင်အပေါင်းတို့ကသီလဗန္ဒနာသာဝရကုသိုလ်မျိုးကိုဘုရားသာသနာတရားကြီးကောင်း၌သံယုတ်တည်တော်သူအားကြောင့်ဖြင့်တရားချတောင်းပန်ခဲ့ရာတိုက်ကုန်းလေးကြောင့်ဝိဟာ၌
ဒီပါပိကစီမဲဆောင်ရွက်ရန်ကိစ္စဝါဝါတသမကျွဲခပေအုပ်တော်အလုံးစုံလွယ်ကူချောမွေစွာသောတိစေတိလည်းရဝိနိသပိနိသုဖွေလည်းကျက်ချေတောင်တောင်မကောင်းရသမရေကံကနေကရုပယထာတိတရားနိရကြာကြီးဆွဲပါနေနေစုပေါင်းစင်ကတော်လည်းသိဟောင်းသိဝဲရောက်ပြက်ကင်းလို့စေကြောင်းတောင်းတကြောင်းကြတာသာသနာတော်2590ခုနှစ်ဩဇာတက္ကရာ1388ခုနှစ်ຫນွေဥဒုနေယုံတော်စံတရက်16ရက်5လ2026စနေနေ့ညနေ9:49မိနစ်49မိနစ်အချိန်၌ရေတော်ဆရာတော်တပိဏသကဆရာတော်တခါဝိုင်းညောင်လေးယောက်ကြီးဆရာတော်စတော်ဆရာတော်ကြီးများအကြည့်အမှုဦးစီးနာယကထားလျက်ဒီပါသမုဒိကစီမံဆောင်ရွက်ကြသည့်ဆရာတော်တို့ကအရမဏိမိတ်တံဂိတိတ္ထဘဟုသောဝိနိမဝါပါဠိတော်လာရှိသည်နှင့်အညီရှေးဥစွာရရှိမျက်နာတို့၌လက်ရာရည်လက်သွားကြောင့်တပိတ်ကြတော်မူကြပြီလေယထာပရိဝလတော်ပြည့်စုံတော်ကြီးဖြစ်သောဆရာတော်ကြီးများကသမဏတဝါဒအဝိဘဝသသမသမုဒိကမဝါသာတို့ကိုယ်ချိန်တိုင်းတိုင်းยุบตระเสချင်း၆ပါးကကျွေးသောသံဃာတော်တို့ကသမက္ကပေးလျက်ဝိုင်းဝန်းချင်းပြကြခြင်းကြောင့်လည်းကမ္မဝါစာပရိယောတန်နေယေဝမိမိတံလိသဟိကတဝါဟိတဗုဒ္ဓဝိသန္တရကဥရကပရိယတံကတဝါဟောတိဟုသောသမန္တပါဠိကဝိရိယထံရာမိမ္မာကျင်ကြတော်မူသည့်အတိုင်းမဇာယိမတွားအာနာသသုဝိရှလျေဘုရားမြတ်စွာစိန်နေရဤဧသာဖြိုးမြောက်ဘုရားသဖြင့်ရေအောင်ထုံချင်းပေါက်ရဲ့မပြောင်းမတေခန္ဓာသိရောကြီးစီကဘာရတိကောင်းပြငါမအောင်မြင်ဘုရားရှင်ကိုညိုတွားသမှုအမိပြု၍အောင်ကုသိုလ်ပေါင်းအောင်စုတောင်းလျက်အောင်ကောင်းအစဉ်အောင်ဝဲရင်ကအောင်ရည်ပြီးဆုံးခြင်းကိုရောက်ခဲ့ပါတည်းရေတုရေတုမြေအထုနှင့်နေရုစကဝါသောတခါမြပထမပဏဖက်တင်ထက်လျက်အောင်အပ်လေပြီးအောင်မောင်းကြည့်၍ကောင်းကြီးလက်လူအောင်စုယူကယာယီ